အရန်အမေးများနေတဲ့ကြာတာပရိသတ်နဲ့အင်္ဂါသမီးစုံတဲ့အတွက်ဇာမနီဒီနေ့ပြောပြသွားမယ်။ဒီအတွဲဟာအိမ်အောင်ပြုလို့ရတဲ့အတွဲရှေ့ဆက်လို့ရတဲ့အတွဲထဲမှာပါပါတယ်။အမျိုးသားကအင်္ဂါစုပိုကောင်းတဲ့ဒါကိုဇာမနီတင်ပေးပြီးအခုပြောမှာကကြာတာပရိသတ်အင်္ဂါသမီးအတွဲအတွက်ဒီအတွဲမှာအိမ်အောင်ကိုဦးစီးတဲ့နေရာမှာအမျိုးသမီးကမဦးစီးရဘူးလို့ဒီအတွဲမှာမရှိဘူးနှစ်ဦးစလုံးမှာကိုပိုင်အစွမ်းစားဩစာအာဏာရှိတဲ့သဘောရှိလို့အိမ်အောင်ဦးစီးတို့ရဲ့အခန်းကဏ္ဍကိုနှစ်ယောက်လုံးကောင်းကောင်းပိုင်နိုင်စွာလှုပ်ဆောင်နိုင်ကြပါတယ်သူတို့နှစ်ဦးမှာအယူအဆအမြင်မတူလာလေးတွေတော့ရှိတဲ့တယောက်ကိုတယောက်လွှမ်းမိုးခြင်းစိတ်လည်းရှိတယ်အမြင်မတူရင်ညှင်းခုန်ခြင်းချက်တဦးနဲ့တဦးနားလည်မှုနဲ့သိခံခြင်းနဲ့ပဲဖြည့်ရှင်းရမယ်အင်္ဂါသမီးစိတ်ကြီးတဲ့အခါဘာမှမမြင်ပြောချင်ရာတွေစွတ်ပြောတတ်တဲ့ဒါကိုဂရုစိုက်ဆင်ခြင်ရမယ်အရာပါအေဂျင့်သောအင်္ဂါဖြစ်အောင်ရအောင်ပြင်သင့်ပါတယ်။စာသာပရိသတ်ကပုံမတိခံပေးပါအင်္ဂါသမီးဒေါသနဲ့ပြိုင်ရင်းပြဿနာကိုမီးမွေးပေးသလိုစိတ်ဆွပေးသလိုဖြစ်ပါတယ်။အပြစ်တင်သောလေတံကိုရှောင်ကျင်ပြီးနူးညံ့သိမ်မွေ့စာပြောဆိုပါကအဆင်ပြေပါလိမ့်မယ်။နှစ်ဦးစလုံးလုံးရမှာဖြစ်ပါတယ်။စီးပွားရေးတွင်လောင်းကစားလုပ်ငန်းစွန့်စားလွန်သောစီးပွားရေးလုပ်ငန်းကြီးများကိုအတူတကွလုပ်ကင်ခြင်းကိုရှောင်ကျင်မှာအောင်မြင်ရင်အလွန်ကြီးကျယ်တော့လဲမအောင်မြင်မှာကကြီးမားသောပြဿနာဖြစ်လာနိုင်ပါတယ်။စီးပွားတိုးရရအနေနဲ့မနက်တိုင်းဖျားရှင်အားတောက်တော်ရီကိုကွက်ပုံမှန်မပြက်ကလူပါဖျားကုံတော်များကိုရွတ်ဖတ်ပူဇော်ပြီးမေတ္တာပို့အမျှဝေပါအဝါရောင်ပန်းများကိုမကြာခဏလှူဒန်းပေးပါပန်းမညှိုးစေရန်ဂရုစိုက်ပါအိမ်ရှိအဝင်ဝအိမ်ရှိတကားကိုအမြဲတန်ရှင်းနေအောင်ထားပါတူညီသောခွက်များဥပမာဇုံတွဲခွက်ပကံများတုံးဆွဲခြင်းဖြင့်အိမ်အောင်ရေးတာယာချမ်းမြေ့မှုကိုပုံမရရှိစေပါတယ်မင်္ဂလာလက်ဖွဲ့ပစ္စည်းများကိုလည်းထုတ်သုံးပေးနိုင်ပါတယ်